ဒါလေးကတော့အိတ်ခွန်ပေါ်မှာပါတဲ့ပုံစံအတိုင်းတူအောင်လိုက်ပြီးတော့ try ကြည့်မှာပေါ့နော်အရင်ဦးဆုံးဆက်လက်ရွက်3ရွက်ကိုရေးဆေးထားပါတယ်ပြီးတော့လို့ရှိရင်ခင်းချင်တီလေးတွေကိုလည်းအခုလိုမျိုးအကွင်းလေးတွေရအောင်5ကွင်းလောက်လှီးပြီးတော့စလုံးထဲမှာဖယ်ထားပါမယ်ဒါလေးကတော့တခွားတီပါတခွားတီလေးတွေကိုလည်းရေပြအောင်ဆေးပြီးတော့3-5ကွင်းလောက်ကွင်းပြီးတော့စလုံးထဲမှာဖယ်ထားပါမယ်ဒါလေးတွေကတော့ pickles ပေါ့နော်လက်တန်းလက်ညှိုးလောက်ပဲရှိတဲ့တခွားတီလေးတွေကိုအချင်းစိန်ထားရပါပြီးတော့လို့ရှိရင်ကြက်သွန်နီကိုလည်းအခွန်နွားရေးပြအောင်ဆေးပြီးတော့ခုလိုမျိုးအကွင်းလေးတွေရအောင်လှီးထားပါမယ်ပြီးတော့လို့ရှိရင်ခုလိုမျိုးပေါ့နော်တကွင်းချင်းစီဖယ်ထားရပါမယ်ပြီးတော့လို့ရှိရင်အိုးကိုပူပေးပြီးတော့ထောပတ်လေးတွေအရေးပြောတဲ့အထိပူပေးလိုက်ပါမယ်ထောပတ်လေးတွေအရေးပြောပြီးဆိုလို့ရှိရင်ဘာကအသားပြားကိုထည့်ပြီးတော့တစ်ဖက်ကို3မိနစ်စီကင်ပေးရပါမယ်3မိနစ်ပြည့်သွားရင်နောက်တစ်ဖက်ကိုလှန်ပြီးတော့ခုလိုမျိုးလေးဖုံးအုပ်ပြီးတော့ကင်ပေးရပါမယ်ထဲထဲထိပါကြအောင်လို့ပေါ့နော်အဲ့လိုမျိုးအသားပြားလေးကိုအဲ့လိုမျိုးဇွန်းပြားလေးနဲ့ဖိပေးရပါမယ်အဲ့ဒါမှထဲထဲထိပူပြီးကြအောင်လို့ပေါ့နော်ဟိုဘက်လှန်လိုက်ဒီဘက်လှန်လိုက်နဲ့အဲ့လိုမျိုးဖိပေးသွားရပါမယ်အဲ့လိုမျိုးဖိပြီးသွားလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီဘေးရဲ့အနာအဝိုင်းလေးတွေပါကြက်အောင်လို့အခုလိုမျိုးထောင်လိုက်အဲ့လိုဘေးအသားလေးတွေကိုအပူပေးလိုက်ထောင်လိုက်အပူပေးလိုက်အဲ့လိုမျိုးလုပ်ရပါမယ်အဲ့ဒါမှဘေးသားလေးတွေရောကြက်မှာပေါ့နော်အပြင်နှစ်ဖက်အတွင်းထဲအပြင်မှာအဲ့ဒီဘေးသားလေးတွေပါကြက်အောင်လို့ပါပြောလို့ရှိရင်ထောဘက်ကိုထပ်ပြီးတော့ထည့်ပြီးတော့ပေါင်မုတ်တွေကိုပြီးကင်ပါမယ်အခုလိုပဲပေါင်မုတ်ကိုတစ်ဖက်ကို3မိနစ်စီပါချိန်ပြီးသွားလို့ရှိရင်တော့ဇက်ထုတ်လိုက်ပါမယ်အဲ့မှာနန်းကြည့်ရပါတော့ပေါင်မုတ်လေးကထောဘက်နဲ့လေးမှုနေရပဲဒါတော့နောက်ထပ်တစ်ချမ်းပါဒီအောင်တော့2မိနစ်မိခင်ထားရပေါ့နော်ဘာလဲဆိုသူ့ကိုအောက်ဖက်ကိုလှမ်းပြီးရင်အိုးထဲမှာထည့်ထားအောင်မှာမဟုတ်လို့ပါပြီးတော့အဲ့ဒီထဲမှာပဲဆလတ်ရွက်တွေထည့်တယ်ပြီးတော့ဒါကဘာဂါ sauce ပေါ့နော်ဘာဂါ sauce ထည့်တယ်ပြီးတော့ခုနကကင်ထားတဲ့အသားပြားထည့်တယ် cheese တပြားထည့်တယ်ပြီးတော့ခုနလှီးထားတာလေးတွေကိုဇင်လိုက်လေးထည့်တယ်ပြီးတော့ဘာဂါ sauce ပြန်ထည့်တယ်ပြီးတော့အပေါ်ကနေအုပ်လိုက်ပါတယ်ပြီးတော့အဖုံးလေးခဏအုပ်ထားရပေါ့နော်မီးပိတ်လေးရသားနဲ့အဖုံးလေးခဏအုပ်ထားပါတယ်ဒါမှ cheese ကအရေးပြောအောင်လို့ပါအခုဆိုရင်တော့ cheese လေးတွေရော sauce လေးတွေရောနဲ့စားလို့ကောင်းတဲ့ဘာဂါတစ်လုံးကိုရသွားပြီပဲဖြစ်ပါတယ်ဒီနေရာမှာပေါ့နော်ဆောင်းရတခုပြောကြချင်တာကဘာလဲဆိုတော့လေမီးကင်တဲ့နေရာမှာကျွန်တော်လိုမျိုးအသားကိုအရင်မကင်မဲနဲ့ပေါင်မုတ်အပေါ်တစ်ချမ်းအောက်တစ်ချမ်းကိုပေါင်မုတ်ကိုအရင်ဆုံးမီးကင်တက်နေပေါ့နော်ပေါင်မုတ်ကိုအရင်ဆုံးမီးကင်ပြီးနောက်ဆုံးကြတော့မှအသားပြားကိုမီးကင်အသားပြားကိုမိခင်ပြီးတော့မှအဲ့ဒီအသားပြားရဲ့အပေါ်ကနေပြီးတော့ cheese ပြားကိုတင်လိုက်မယ်ဆိုလို့ရှိရင်အခုလိုမျိုးကျွန်တော်ခုနကလုပ်လိုက်တဲ့လိုမျိုးကွာထပ်ပြီးတော့အုပ်စရာမလိုတော့ဘူးအဲ့လိုမျိုးအုပ်စရာမလိုတော့ဘူးဆိုလို့ရှိရင်စားတဲ့အခါကျရင်အသီးအနှံလေးတွေကကျွတ်ရွစိမ့်ဖက်လေးဖြစ်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်လုပ်တဲ့လိုမျိုးကြီးအိုးထဲမှာထည့်ပြီးတော့အုပ်မလိုက်ဆိုလို့ရှိရင်ဒီမီးပိတ်ထားပေမဲ့လည်းငကိုရှိတဲ့မီးပူရှိန်နဲ့ကွာ cheese ကတော့အရေးပြောသွားတယ်ဆိုပေမဲ့ထည့်လိုက်တဲ့အသီးနှံလေးတွေကအနှဲငယ်ပေါ့အထူးသဖြင့်ဆက်လက်ရွက်ကညိုပြီးတော့မကျွတ်တော့ဘဲနဲ့ပျော့သွားနွမ်းသွားတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတခုတော့တတိထားပါအရသာတော့ကောင်းပါတယ်ဒါကလေကျွန်တော်ပထမဆုံးပေါ့နော်ကိုယ့်အဘာဂါကိုပထမဆုံး try ကြည့်တာဆိုတော့အခုကျွန်တော်ကြုံခဲ့ရတဲ့အဆင်မပြေတာလေးတွေကိုကျွန်တော်ပြန်ပြောပြပေးတာပါအရသာတော့ကောင်းတယ်ကွာဒါဒီချက်လေးတွေကိုတော့ကျွန်တော်လုပ်တယ်လို့မလုပ်ဖ ೇನೆ ကိုယ်တိုင်လည်းလုပ်ကြည့်ရခါကျရင်အဲ့လိုလေးလုပ်ကြည့်ဖို့ကျွန်တော်အကြံပေးပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တဒါ